đó lá gì số âu trà được che bị rồi cha ra nhiều lý này sâu lâu hơn nhiều lý che bị rồi cáiผิดà ba ok cha ra nhiều lý ba thì nó mới đi mình này ai ở giúp chết đấy mình này nhà này là đi điều biến xem gì cái đi đào thế thà bây giờ mà mình này tông này mà thà bây giờ chết đi cả là cái này như đâu nó sâu lâu hơn nhiều đi sao bây giờ chết đấy đi chết tôi này gì quen này chết tôi đi chết bây giờ nó sâu cái chết bây giờ xí tết đấy đi ngoài budi đi chết đấy nhiều cao lên này bảo đấy budi nghe phê lâu hơn nhiều sa chu môngတင်တော်ရုံထည့်ပြီးတော့ရေလေးလောင်းပြီးတော့ပေါက်မယ် နူရဲ့အထိပုတ်ပုတ်စီပိုင်းထိတည်ထားတာပေါ့နော်အားပါပဲပြီးတော့မှခောက်ဆွဲကြော်ဖို့အတွက်ကိုဒီအရင်ဆုံးအသားလေးကြီးကြော်တယ်ပေါ့နော်ကောင်းမုတ်တဲ့စီကိတ်လေးတွေထည့်မယ်နော်ဘယ်လိုယူပြီးပွင့်နေပါပြီအကြောင်းတရားနဲ့အဲ့ဒါရပါပြီဘာဦးကြောင်းနေပါ ဘွက်ဦးချောင်းလေးယူစားပြီးတော့ကြော်လိုက်တယ်ပြီးသွားရင်ချက်သားလေးထပ်ပြီးကြော်တယ်ပြီးတော့မှချက်သားလေးလည်းခတ်ပြီးတော့ချက်ဦးအဖက်ကလေးဖြစ်အောင်ဆိုတော့ပေါက်ထည့်ပြီးတော့မှုရပေါ့နော်ခဏနာလေးမှုရချက်ဦးလေးမွေးပြီးတော့ချက်ဦးလေးအဖက်ကလေးလိမ့်သွားပြီးဆိုရင်ကျွန်တော်တို့အတီးရွက်တွေအကုန်လုံးထည့်လိုက်တယ်ဒီတခြားစစ်ထားတယ်အဲမှာဘူးဒီလေးထည့်ကြော်တယ်အဲ့ဒါကျွန်တော်စီပြောပါတော့ဘူးဒီလေးထည့်ကြော်တာဘူးဒီလေးကချို့တယ်ဗျဘူးဒီအသားလေးတွေတကယ်ထည့်ကြော်လိုက်တယ်နော်ပြီးရင်အရသာတွေပင်ငပြန်ရေးစက်သားမုံစားကျွန်တော်တော့ငါပြန်ရေးသိပြီးမသုံးပါဘူးဟုတ်အဲ့ဒီချက်ပြီးတော့အတီးရွက်တွေတမပေါင်းတခြားမှုရယ်ပြီးရင်နည်းနည်းလေးအုပ်ထားပေးလိုက်တယ်အရသာအတွက်ခရူးစီနည်းနည်းထပ်ထည့်တယ်ဝါ ပြီးတော့ကျွန်တော်တို့ကြာစံလေးထည့်ပြီးရေလေးပါနည်းနည်းထည့်ပြီးအသီးရွက်တွေကြာစံအောင်နှူးသွားပါတော့မီးပြင်းပြင်းလေးနဲ့တမတော့မှုကြောပြီးရပါတော့ကြာစံလေးလည်းနှူးအကုန်လုံးကတမသွားပြီးရတာတွေအကုန်လုံးဝင်သွားအောင်လို့ဝေပြီးကြောပြီးလိုက်တယ်ကြောပြီးပြီးတရုပ်နည်းနည်းလေးဝေးကြိုင်လဲဆန်း မျိုးကောင်းလေးဖြူပြီးတော့ဖုံဖုံလေးသုံးဆောင်လို့ရတဲ့ဒီထားမျိုးလေးပဲပြင်ပြီးတော့ကျဲဦးလေးကြော်ပြီးတော့ဘဝနဲ့အုပ်ပြလိုက်တယ်ဗောနော်အဲဒီကအပတ်စဉ်အလားစဉ်လောင်းလို့ကြာဆုံးအုပ်အာယုံဆုံးဖြစ်တဲ့အတွက်ကိုစိတ်ထဲမှာပေါ်လာတဲ့ ဘယ်လုံးဝင်းညိုဦးလေးပြန်နေထားလိုက်ပါပြီဝိုး ဗီဒီယိုကြည့်ပေးတဲ့သူတွေရောက်စီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ဗျာဘိုင်ဘိုင်အိမ်မော်ဒီချင်းလေးနဲ့
ဒါကြာစင်ညော်လေးပါ Safe